ဘဝမှာအောင်မြင်နေတဲ့သူတွေဘဝမှာအောင်မြင်နေတဲ့သူတွေနဲ့မအောင်မြင်နေတဲ့သူတွေရဲ့ဂျားတွေကကွာခြားချက်ကဒါပဲเนาะအဲ့တော့အောင်မြင်နေတဲ့သူတွေကဆရာတို့ line အပေါ်မှာနေတယ်เนาะ line အပေါ်မှာနေဆရာတို့တို့ခေါ်တော့ Victor လို့ခေါ်တယ်เนาะအဲ့တော့ကြည့်line ပေါ်မှာနေတဲ့သူက OAR လို့ခေါ်တယ်เนาะ O ကဘာလဲဆိုတော့ ownership ကိုဘွားကိုတာဝန်ယူတာကို ownership ယူတာเนาะအဲ့ A ကတော့ဘာလဲဆိုတော့ accountability ပေါ့ကိုယ့်ရဲ့အပြုမူတွေကိုလုံးလိုက်တဲ့အရာတွေပေါ်မှာရလာတဲ့ result တွေကိုတောင်းယူတာ responsibility ကတော့ခုနဆရာပြောပြီးကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ခံစားချက်တွေเนาะကိုယ့်ရဲ့အပြောအဆိုတွေကိုယ့်ရဲ့အပြုအမူတွေကိုတောင်းယူတာအဲ့တော့ line ပေါ်မှာနေပြီဆိုလို့ရှိရင်တော့သိကြတယ်အဲ့ဒီလူဒီခေါင်းဆောင်မယ်เนาะအဲ့တော့ तू ကဘယ်လိုဘာစကားတွေပြောလဲဆိုတော့ကျွန်တော်လုပ်မယ်เนาะကျွန်တော်လုပ်တယ်ကျွန်တော်မြင်တယ်ကျွန်တော်ပိုင်တယ်ဟလာကျွန်တော်တောင်းယူတယ်ကျွန်တော်အမြဲတမ်းလေးလာနေမယ်ကျွန်တော်အမြဲတမ်းနားထောင်တယ်ကျွန်တော်အမြဲတမ်းလှုပ်ဆောင်မယ်ဆိုတဲ့ဟာကိုသွားတာเนาะအဲ့တော့ तू ကကျွန်တော်ခေါ်ဆရာတို့ခေါ်တာ above the line ပေါ့เนาะအဲ့တော့အောက်မှာနေတဲ့သူ line အောက်မှာနေတဲ့သူကတော့ဆရာတို့ကြည့်လိုက်လို့ရတယ်ဘဝမှာဘယ်တော့မှမချမ်းသာဘူးဘယ်တော့မှမကြည်ပွားဘူးဘယ်တော့မှမတိုးတက်ဘူးဘာမှဖြစ်လာမှာမဟုတ်တို့တော့ဆရာတို့ပြောတဲ့ BED ပေါ့နော်အဲ့တော့အမြဲတမ်း blame မယ်တခြားသူတွေကို blame မယ်ကျွန်တော်ဖြစ်နေတာအခုလောလောဆယ်ကျွန်တော်ဘဝဖြစ်နေတာကဟိုလူကြောင့်မလို့ဒီလူကြောင့်မလို့အဖေကြောင့်မလို့အမေကြောင့်မလို့ကျွန်တော်တငယ်ချင်းတွေကြောင့်မလို့ဟလာကျွန်တော်ဆရာညံလင်းအောင်ကြောင့်မလို့နော်ဆိုတော့ blame မယ်ပေါ့နော် excuse ကတော့အမြဲတမ်းဆင်ကြီးတွေပေါ့ဟာတို့ line မိမှမရတာ internet line မှာမကောင်းတာကျွန်တော်မှစိတ်ခံစားချက်မကောင်းတာမိုးတွေရွာနေဒါသိဆရာတို့ excuse ပေါ့နော်နောက်တစ်ခုကတော့ deny ပေါ့ညင်းတာပေါ့နော်ဟာမဟုတ်ကျွန်တော်မဟုတ်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်မသိဘူးကျွန်တော်လုပ်တာမဟုတ်ကျွန်တော်ဆိုတဲ့ deny ညင်းတာပေါ့နော်အဲ့လိုလူမျိုးတွေကကြတော့ဘာစကားတွေပြောလဲဆိုတော့ဟာဒါကျွန်တော်ပြစ်မဟုတ်ဘူးခင်ဗျားနဲ့ပဲဆိုင်တာနော်ဟာဒါကျွန်တော်အလုပ်မဟုတ်ဘူးနော်လူကြောင်မလို့ဒီလူကြောင်မလို့နော်အဲ့တော့ဘာမှလေးလာစရာမလိုဘူးကျွန်တော်အကုန်လုံးသိပြီးသားနော်စောင့်ကြည့်ရသေးတာပေါ့ဒီကောင်တွေဘာလုပ်မလဲနော်အဲ့တော့ကျွန်တော်နဲ့မဆိုင်ဘူးဆိုတာကိုဆရာတို့သွားကြတာပေါ့နော်အဲ့တော့သိကြတယ် OAR ဆိုတဲ့လူကတော့ Victor ပေါ့နော်အဲ့တော့ BED ဆိုတဲ့လူကတော့ဘာကြီးလဲ Victorin ပေါ့နော်အဲ့တော့ဒီမှာရှိတဲ့ဆရာရဲ့ team member တွေကရောကိုဘယ်လိုနေမလဲပေါ့နော်အဲ့တော့အပေါ်က line ပေါ်ကလူတွေကတော့ဆရာတို့ choice ပေါ့သူတို့မှာရွေးချယ်မှုတွေအများတန်းရှိနေမှာနော်လှုပ်ရှားတဲ့အများတန်းရှိနေမှာဘဝကြီးကတော့ဘဝမှာသူတို့ဘဝမှာ choice တွေရှိနေမှာအဲ့တော့ line အောက်နေတဲ့သူတွေကတော့မြင်တဲ့အတိုင်းပဲ limitation ပေါ့အမြဲတမ်း limited ဖြစ်နေမှာအမြဲတမ်း limited အမြဲတမ်းသူတို့ဘဝတွေကန့်သက်ခံထားရမှာငွေကြေးနဲ့ပတ်သက်ပြီးတော့မှ limited เนาะအဲ့အကုန်လုံး limitation ဖြစ်နေမှာပေါ့အဲ့တော့ဆရာတို့ဘာလို့ဖို့လို့လဲဆိုတော့ line အပေါ်မှာနေဖို့လိုတာပေါ့